Hello အားလုံးပဲမင်္ဂလာပါရွှေဒီနေ့မှာတော့ဒေါက်တာပန်နာမှာကာဗွန်လေဆာ treatment လာလုပ်တာပဲဖြစ်ပါတယ်ရွှေအခုရောက်နေတဲ့နေရာလေးကတော့သင်္ကန်းကျွန်းဝေးစဲနေရာအိမ်ရာရန်ကုန်မှာရှိပါတယ်ရွှေကာဗွန်လေဆာ treatment လုပ်တာပထမအဦးဆုံးမှာဘာလို့ဒေါက်တာပန်နာကိုရွေးချယ်ပြလဲဆိုရင် review ကောင်းနေရလဲအများကြီးရထားပြီးတော့ဝါရင်ဆရာမတွေကိုယ်တိုင်လုပ်ပေးတဲ့အတွက်ရွှေဒေါက်တာပန်နာကိုရွေးချယ်ပြတာပါရွှေဒီရက်ပါအပြင်သွားကြလေးလည်းရှိတော့ချက်ချင်းလုပ်ချက်ချင်းကလို့ရဲဆိုရဲကာဗွန်လေဆာ treatment လေးကို try ကြည့်မယ်ဆိုပြီးလာခဲ့ရပါရွှေရောက်တော့အရင်ဆုံးဖောင်ပြရပါတယ်ပြီးတော့ရွှေလုံးမဲ့ treatment အကြောင်းလေးကိုဒေါက်တာကအသေးစိတ်ရှင်းပြပါတယ် treatment လုံးမဲ့ခန်းလေးတွေကလည်းလောက private room လေးနဲ့တည်တံ့ထားပေးထားပါတယ်အရင်ဆုံးမျက်နှာအရင်တစ်ပါတယ်ပြီးတော့ဝက်ချံဆုပ်တဲ့ဆက်လေးနဲ့မျက်နှာမှာရှိတဲ့ဘူးတွေကိုလိုက်ဆုပ်ပေးပါတယ်ပြီးတော့နှာခေါင်းသားစားဝက်ချံတွေကိုလည်းတခြားလေးထုတ်ပေးပါတယ်ပြီးတော့မျက်နှာကိုကာဗွန်တုပ်ပါတယ်ကာဗွန်တုပ်ပြီးရင်တော့လေဆာဆက်ဖြစ်ပါပြီလေဆာဖြစ်တာလောကမနာပါဘူးပြီးရင်မျက်နှာကိုနှိပ်ပေးရကွာအရန်ခေါင်းလိုကောင်းတယ်အိတ်တောင်ပြောတော့မျက်နှာကိုရေခဲတုံးလေးနဲ့ကတ်တယ်ပြီးတော့ mask တစ်ခါထပ်ကတ်ပေးပါတယ်ကာဗွန် treatment မှာကွာအဆင့်တွေကအများကြီးပဲတော်တော်တန်နေပြီဒါကတော့နောက်ဆုံး result ပါလောကဖြူပြီးတော့ glow နေရပဲကွာရွှေရမ်းသဘောကျတယ်ပေးရတဲ့စီနဲ့လောကကနေတော်တော်ကြီးတန်တယ်ပြီးတော့နွေရာသီမှာလက်ပြက်လေးဝတ်လို့ရှိရင် confidence ရှိဝတ်လို့ရအောင် hair removal လေးလည်းလုပ်ခဲ့ပါသေးတယ်အရင်ဆုံးထုံစည်းလေးမိမှလေးစားပြစ်တာဆိုတော့လုံးဝနာကျင်မှုမရှိပါဘူးခုတော့အားလုံးပြီးတော့ပါပြီရွှေရဲ့ vlog လေးကိုအဆုံးကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် vlog တွေမှာလည်းပြန်တွေ့ချင်ပါသေးတယ်တတာ